speaking မှာအရင်အသုံးများတဲ့ get plus အနောက်က past participle လို့ခေါ်တဲ့ verb 3နဲ့ပေါင်းတဲ့ပုံစံကိုပြောပြမယ်အဲ့ဒါကလည်းပဲသူကအပြောင်းလဲတွေကိုဖော်ပြတဲ့နေရာမှာသုံးတယ်ဥပမာဆိုလို့ရှိရင်လူတစ်ယောက်က single ကနေပြီးတော့မှ married ဖြစ်သွားတယ်လူလွတ်ကနေအိမ်ထောင်ကျသွားတယ်ဆိုရင်ဒီကိစ္စကဒါအပြောင်းလဲပဲလေဟုတ်တယ်မလားဒါဆိုရင်ဒီနေရာမှာ get married လို့ပြောတယ်ဟုတ်ပြီနော်ဒါဆိုရင် scissor တဲ့တို့မင်္ဂလာဆောင်တယ်တို့ကွဲတယ်ပေါ့နော်သို့မဟုတ်လဲတရားဝင်ကွာရှင်းတယ်တို့ဒီလိုမျိုးဟာတွေဆိုရင်ဒါက change တွေဖြစ်တယ်ဒါကြောင့်ဒီလိုမျိုးကိစ္စတွေမှာ get plus verb 3ကိုသုံးရတယ်အဲ့တော့ဒီနေရာမှာတစ်ခုပြောချင်တာကဒီ get အနောက်ကအခုတွေ့နေတဲ့ engaged တို့ married တို့ separated တို့နောက်ပြီးတော့ divorced တို့ဒီစလုံးတွေကverb 3လို့ပြောလို့လည်းရတယ်လို့ဒါတနည်းအားဖြင့် adjective နေရာမှာရှိတဲ့အတွက်ကြောင့်တချို့တွေကလည်း adjective လို့ပြောတယ်တချို့တွေကလည်း verb 3 adjective လို့ပြောတယ်အဓိကကတော့ဒါ adjective နေရာမှာ verb 3ကိုထည့်ပြီးတော့မှသုံးထားတယ်လို့မှတ်ပါအဲ့တော့ဒီ get plus verb 3ကိုသုံးတဲ့နေရာ၄ခုရှိတယ်လို့အကြမ်းဖြင့်ခွဲခြားလို့ရတယ်ခုနကပြောသွားတဲ့အိမ်ထောင်ရေးနဲ့သက်ဆိုင်တဲ့ဟာတွေ scissor တွေတို့မင်္ဂလာဆောင်တွေတို့ကွဲတယ်တို့တရားဝင်ကွာရှင်းတယ်တို့စသဖြင့်နောက်တစ်ခုကတော့ဒီနေ့စဉ်လူမှုဘဝတွေမှာသုံးတာ daily life activities တွေလို့ခေါ်တယ်အဲ့ဒါဥပမာဆိုလို့ရှိရင်မျက်နှာတစ်တဲ့အင်ဂျီလဲတယ်နောက်ကျတယ်မျက်စိလဲတယ်ဝေခွဲမရဖြစ်တယ်ပင်မန်းတယ်ဖိတ်ကြားခံရတယ်ရက်မှုတယ်စသဖြင့်ပေါ့လေအဲ့လိုနေ့စဉ်ဘဝကလုပ်ငန်းဆောင်တာတွေပေါ့နော်အဖြစ်အပျက်တွေဖော်ပြတဲ့နေရာတွေမှာလည်းသုံးတယ်နံပါတ်3ကတော့ဒီမတော်တဆဖြစ်ရတဲ့ထိခိုက်မှုတွေပေါ့ accidents တွေနဲ့ injuries တွေရတာပေါ့နော်အဲ့လိုမျိုးနေရာတွေမှာသုံးတယ်ဥပမာဆိုလို့ရှိရင်ဒီထိခိုက်ဒဏ်ရာရတာတို့အယိုးကျိုးသွားတာတို့ပျက်စီးသွားတာတို့အပူလောင်ခံရတာတို့အခိုးခံရတာတို့ဒါတွေအားလုံးကဒါထိခိုက်ခံရတာတွေပေါ့နော်အဲ့ဒါတွေမှာသုံးတယ်နောက်ဆုံးတစ်ခုကတော့လုပ်ငန်းခွင်နဲ့ဒီဥပဒေရေးရာတွေမှာပြောတဲ့အခါမှာသုံးတယ်ဥပမာဆိုလို့ရှိရင်အလုပ်ဖြုတ်ခံရတယ်တို့နောက်ခိုးတဲ့အခါမှာအမိခံရတယ်တို့ဒါမျိုးတွေပေါ့နော်အဖမ်းခံရတယ်တို့ဒီလိုမျိုးဟာတွေမှာဒီ get plus verb 3ကိုသုံးတယ်ဒါအကြမ်းဖျင်းခွဲပြတာပေါ့နော်အဲ့တော့ဒီအားလုံးသောခေါင်းစဉ်တွေကိုကြည့်ပါအပြောင်းလဲဖြစ်တာတွေကိုပြောတယ်ဟုတ်တယ်နော်ဘလို့ပဲဖြစ်ဖြစ်အိမ်ထောင်ကြတယ်ပဲဖြစ်ဖြစ်ဒီအဖမ်းခံရတယ်ပဲဖြစ်ဖြစ်အခိုးခံရတယ်ပဲဖြစ်ဖြစ်သို့မဟုတ်ထိခိုက်ဒဏ်ရာရတယ်ပဲဖြစ်ဖြစ်အခြေအနေတစ်ခုကနေနောက်တစ်ခုကိုပြောင်းသွားတယ်အဲ့လိုမျိုးဟာတွေကိုပြောတဲ့အခါမှာဒီ get plus verb 3ကိုသုံးတယ်ပြောခဲ့တဲ့အတိုင်းပဲဒီ verb 3က adjective နေရာမှာသုံးတယ် verb 3ဖြစ်တယ်โอเคเนาะဒါကြောင့်တချို့တွေကလည်းဒါကို adjective လို့ပြောရင်လည်းပြောလိုက်မယ်တချို့တွေကလည်း verb 3 adjective လို့ပြောမယ်โอเคကြိုက်တယ်လို့ပြောပါစေအဓိကကဒီစကားလုံးတွေကိုရလို့ရှိရင်အဆင်ပြေပြီဒီတော့ကိုက level နှိမ့်နေတယ်လို့ကိုခံစားရရင်တော့မှအရင်စိတ်မပြတ်သွားနဲ့ဒီစကားလုံးလေးတွေကိုရတယ်ဆိုလို့ရှိရင်ကိုက okay သွားပြီဘာလို့လဲဆိုတော့ကျန်တာကတော့ get plus ဒီ verb 3ပုံစံနဲ့ပဲလုပ်ပြမှာဖြစ်တယ်ပေါ့နော်ဒီတော့ tense လေးနည်းနည်းပရတယ်ဒီ form ကိုရတယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေပြေပြောနိုင်လိမ့်မယ်အဲ့တော့ပြောနေကြပါတယ်အခုဥပမာဝါကြတွေလုပ်ပြမယ်နော်အဲ့တော့နံပါတ်1အနေနဲ့ခုနကပြောတဲ့အိမ်ထောင်ပြုတယ်တို့ scissor တဲ့တို့အဲ့ဒါတွေနဲ့လုပ်မယ် okay ဒီလိုဆိုရင်ဥပမာ get engaged they got engaged last month သူတို့ကလွန်ခဲ့တဲ့လက got engaged scissor ခဲ့ကြတယ်အဲ့တော့ပြောခဲ့တဲ့အတိုင်းပဲဒါ tense ကတော့နည်းနည်းပပတော့ရရမယ်ပေါ့နော် tense လေးနည်းနည်းပပရရင်ပို့ပြီးတော့အဆင်ပြေတယ်ဒီမှာ got က verb 2ပေါ့နော်ဒါလွန်ခဲ့တဲ့လကမို့လို့ got နဲ့ရေးတာဖြစ်တယ်အဲ့တော့ဒီမှာတစ်ခုပြောဖို့ရှိတာကဒီ engage မှာပါတဲ့ ed ကိုမကြည့်နဲ့ဒီဟာကသူဒီအတိုင်းပဲ fix ပုံစံဖြစ်တယ်ဒီ verb 3ကိုထည့်ရမယ်သူက adjective ပုံစံနဲ့ပြုမှုတယ်အဓိကကိုညှိရမှာကအရှိကဒီ verb 3 adjective တွေရဲ့အရှိကဒီ got နော်အဲ့ get ကိုညှိရမှာဖြစ်တယ်အခုက verb 2ဖြစ်တဲ့အတွက်ကြောင့် get ကနေပြီးတော့ got လို့ရေးတယ်နော် they got engaged last month ပို့ပြီးတော့ကျွမ်းသွားအောင်နောက်တစ်ကြောင်းကြည့်ပါ she was very happy when they got engaged သူမကအရန်ပျော်နေခဲ့တယ်ဘယ်ချိန်မှာလဲဆိုတော့သူတို့စိတ်ဆက်ခဲ့တဲ့အချိန်မှာ when they got engaged was verb 2 got verb 2ဒါလေးပဲသေချာလေးညှိထားတယ်ပေါ့နော်အနောက်က engage ကတော့ဒီအတိုင်းပဲမပြောင်းဘူး okay she was very happy when they got engaged ဒီဥပမာဝါကြလေးတွေကိုစွဲနေအောင်မှတ်ထားပါကဲ married နဲ့ပြောကြည့်မယ်နော် get married ဒီ married ကလည်းမပြောင်းဘူး married ပဲဘာလာ married ပဲအရှိက get ကိုပဲပြောင်းမယ် tense အပေါ်မှာမူတည်ပြီးတော့ပြောင်းတာဖြစ်တယ်ခုနကလိုပဲ
မနှစ်ကလက်ထပ်ခဲ့ကြတယ်လို့ပြောမယ်ဒါဆိုရင် they got married last year they got married last year အဲ့တော့မနှစ်ကဆိုတဲ့အတွက်ကြောင့် past tense နဲ့ပြောမယ် verb to နဲ့ပြောမယ်ပေါ့နော်ဒါဆိုရင်ပြောင်းရမှာက married မဟုတ်ဘူး got ပဲ they got married last year ငါတို့လက်ထပ်ကြတော့မယ်လို့ဆိုမျိုးတွေကိုအသိပေးတဲ့အခါမှာဘယ်လိုပြောလဲ we are getting married we are getting married ဒါကတော့ getting married or getting married near future ပေါ့နော်အနာဂတ်ကိုပြောတာပေါ့ဒါဆွေမျိုးမိတ်သင်္ကားတွေကိုဟာငါနဲ့သူနဲ့လက်ထပ်ကြတော့မယ်လို့ကြေညာတဲ့အခါမှာဒီစာကြောင်းကိုသုံးလို့ရှိတယ် we are getting married မှတ်ထားနော်ရုပ်ရှင်တွေထဲမှာခဏခဏပါတယ်နောက်တစ်ခုကနောက်တစ်ကြောင်းလို့ကြည့်မယ်ဒီစာကြောင်းလေးကအရန်ကောင်းတယ်ပေါ့နော် I want to get married someday တနေ့နေ့တော့ငါလက်ထပ်ချင်တယ်ဆိုလိုတဲ့သဘောကတနေ့တော့ငါအိမ်ထောင်ပြုတ်ချင်တယ်ငါ single အနေနဲ့မနေချင်ဘူးပေါ့နော်အိမ်ထောင်အတီတကျထူထောင်ပြီးတော့မိသားစုလေးတိဆောက်ချင်တယ်ဒီလိုမျိုးလူတွေက I want to get married someday တနေ့တော့နော် someday ဆိုတာတနေ့နေ့တော့ပူရရတယ် someday get married I want to get married okay get separated နဲ့ပြောကြည့်မယ် get separated separate ဆိုတာကွဲတာပေါ့နော်ကွဲတာတို့ခွဲတာတို့ဒီလိုဆိုရင်ဒီမှာကျတော့လမ်းခွဲတာအိမ်ထောင်ရေးလမ်းခွဲလိုက်တာပေါ့တရားဝင်ကွဲတာမဟုတ်သေးဘူးလမ်းခွဲလိုက်တာအတူတူမနေကြတော့ဘူးဒီလိုအဓိပ္ပာယ်ရတယ်လို့လူအုပ်ထဲမှာလူချင်းကွဲသွားတယ်ဆိုတဲ့အဓိပ္ပာယ်လည်းရတယ် get separated ဘယ်လိုအတန်ထွက်လဲ separated okay separate လို့အတန်မထွက်ရအောင်နော် separated get separated ဒီမှာလည်းပဲအလားတူပဲသူတို့ကဒီညင်းခုံစကားများကြပြီးတဲ့နောက်မှာကွဲသွားခဲ့ကြတယ်ပေါ့နော်အဲ့တော့တရားဝင်ကွဲတာမဟုတ်သေးဘူးစကားများရန်ဖြစ်ပြီးအိမ်မောကဆင်းသွားတာတို့ဘာတို့အဲ့လိုကွဲသွားတာအဲ့တော့ they got separated after many arguments argument ဆိုတာကစကားများရန်ဖြစ်တာပေါ့နော်ညင်းခုံတာအဲ့တော့ many arguments တွေဖြစ်ပြီးတဲ့နောက်မှာသူတို့တွေလည်းကွဲသွားခဲ့ကြတယ်စွဲနေအောင်ဖတ်ထားပါနော် they got separated after many arguments အဲ့ဒီဇုံတွေကမနှစ်ကကွဲသွားခဲ့ကြတယ် the couple got separated last yearဒါဆိုရင်လူအုပ်ထဲမှာလူချင်းကွဲသွားတဲ့ဥပမာနဲ့ပြောမယ်ဒါလည်းပဲဒီ get separated ပဲ we got separated in the crowd လူအုပ်ထဲမှာ got separated ကွဲသွားခဲ့ကြတယ်ဒါကြောင့်မို့လို့လူချင်းကွဲသွားခဲ့တဲ့အတိတ်ကာလကိုပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာလည်းပဲ got နဲ့ပဲရေးမယ် we got separated in the crowd okay ဒါဆိုရင်တရားဝင်ကွာရှင်းတာက divorced get divorced ဒီမှာလည်းပဲ divorce မှာဒီပါမယ်နော်tense ညှိရမှာက divorce နဲ့မညှိရဘူး get နဲ့ပဲညှိရမယ်ဥပမာလွန်ခဲ့တဲ့နှစ်ကသူတို့တရားဝင်ကွာရှင်းခဲ့ကြတယ်ပေါ့နော် they got divorced 2 years ago ဒါဆိုရင်သူတို့အိမ်ထောင်ရေး10နှစ်ကြာပြီးတဲ့နောက်မှာကွာရှင်းခဲ့ကြတယ်ဒါလည်းဒီအတိုင်းပဲအချိန်လေးပြောင်းသွားတာပဲရှိမယ် they got divorced 10နှစ်ကြာပြီးနောက်လမ်းခွဲခဲ့ကြတယ်they got divorced after 10 years တကယ်လို့ပေါ့နော်ဒီအိမ်ထောင်ရေးဆိုတာထည့်ချင်တော့ after 10 years of marriage လို့ထည့်ရင်ရပါတယ် after 10 years of marriage ဒါပေမဲ့လည်းပဲဒီ of marriage မပါလဲဒါကြီးကတော့လမ်းခွဲပါတယ်တရားဝင်ကွာရှင်းပါတယ်ဆိုမှတော့အိမ်ထောင်ရေးကိစ္စဆိုတာလူတိုင်းသိတယ်ဒါကြောင့်ဒီ10 years of marriage မှာ of marriage မပါလဲနားလေတယ်ပေါ့နော်သူမကတရားဝင်ကွာရှင်းခဲ့ပြီးတဲ့နောက်ဘဝသစ်ကိုစတင်ခဲ့တယ်ဘယ်လိုပြောမလဲဒီနေရာမှာ she လေးထည့်ရုံပဲ she got divorced သူမအိမ်ထောင်ကွဲခဲ့တယ်တရားဝင်ပေါ့ and started a new life ဘဝသစ်ကိုစခဲ့တယ် she got divorced and started a new life ဒါအားလုံး verb 2နဲ့ example ဝတ်ကြလေးတွေလုပ်ပြထားတယ် okay เนาะဒါဆိုရင်ဒါ number 1အချက်ပြီးသွားပြီဘာအကြောင်းလဲဆိုတော့ဒီအိမ်ထောင်ပြုတ်တယ်တို့စစ်ဆက်တယ်တို့လမ်းခွဲတယ်တို့လူချင်းကွဲတယ်တို့တရားဝင်ကွာရှင်းတယ်တို့ဒီလိုဟာတွေအားလုံးကဒါ change ပေါ့เนาะchange of state လို့ခေါ်တဲ့အခြေအနေတစ်ခုကပြောင်းလဲသွားခြင်းကိုဖော်ပြတယ်ပေါ့เนาะဒါဆိုရင်ဒီလို get plus verb 3နဲ့ရေးလေးရှိတယ်